โอเคสวัสดีครับทุกคนဒီနေ့ဒီမှာเนาะဒီမှာမနေ့အလုပ်စောစောလာတာဒီမှာဆိုဖာရောင်ကကောင်မလေးတယောက်ပေးသွားတယ်တဲ့ဟိုမှာအေဂျင့်ပိုင်ကိုကြီးအေဂျင့်ပိုင်ဆိုပြီးတော့ဒီမှာเนาะချောကလက်တွေဒူဘိုင်းချောကလက်ယူပေးသွားတာเนาะဘယ်သူပေးသွားလဲမသိဘူးအဲ့ဒါကျွန်တော်ဒီနေ့မနေ့အလုပ်လာတော့ကျွန်တော်ဒီကိစ္စကိုဖြေရှင်းဖို့ဆိုပြီးတော့ line ပေါ်တက်လာတာဒီမှာချောကလက်ဒူဘိုင်းချောကလက်ကျွန်တော်စားပြတော့မယ်နောက်တာဒီမှာတထေးလက်ဆောင်ပေးရတယ်ဒူဘိုင်းချောကလက်အားညာဒူဘိုင်းချောကလက်စားကြည့်မနော်ဒါပေမဲ့ချောကလက်ကတော့ချောကလက်ပါပဲဒါပေမဲ့သူ့ရဲ့အထဲမှာပါတဲ့ယူစိတ်ဝင်စားတာပေါ့နော်လူတွေကအဲ့လိုမျိုးโอเคစားကြည့်မယ်ဘယ်လိုရတာရှိလဲဆိုတော့ကဲအဲ့မှာဘယ်လိုနေမလဲဆိုတော့စားကြည့်ရအောင်Oh my god, damn! Chocolate ရပျော်သွားပြီ Oh ho မမြင်ရတာမသိဘူးစားကြည့်မယ်နော် Oh my god! Amazing! လောမိုက်တယ်ရတာမျိုးသူကညကြစီးတွေလည်းပါတယ်ဒီထဲမှာပြီးရင်ဟိုဟာတွေလေးပါမယ်ဟိုဟာတစ်စိတ်လားမသိပါတယ်ဒီပဲတစ်စိတ်လေးပါအာဟာချောကလက်52ရာခိုင်နှုန်းရဲ့ယူတာတော့မိုင်းဘူးဟုတ်အော်ဒီကတော့ဒါတော့မလေးရှားထုတ်လာတဲ့ချောကလက်ဒီကတော့မစားပြတော့ဒီဘိုင်းကတော့နည်းနာမည်လေးနည်းရှိနေတော့ဒီဘိုင်းကိုသားပြီးစားပြတယ်โอเคပရိသတ်ကြီးနောက်ဗီဒီယိုလာခဲ့မယ်ဟိုတလောတော့ဗီဒီယိုအုံသီးဖွင့်တဲ့ဗီဒီယိုเนาะဒီကဆိုတော့နောက်ဗီဒီယိုလာခဲ့မယ်เนาะအားလုံး